ဒီနေ့မှာတော့တိကိုတိတဲ့နဲ့မိဖို့ချောင်းမှာရှိတဲ့ပစ္စည်းအမျိုးအစား90ရဲ့အင်္ဂလိပ်ဝေါ်ဟာရတွေကိုပုံလေးတွေနဲ့အတူလေ့လာသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီစကားလုံးလေးတွေကိုမြန်မာလိုအဓိပ္ပာယ်ရောမြန်မာလိုအတန်ထွက်ပုံထွက်နည်းကိုပါပူးတွဲလေ့လာကြမှာဖြစ်ပြီးတော့ကြက်မှတ်ရလွယ်ကူအောင်စကားလုံးတစ်လုံးချင်းစီကို9ချိန်တိတိအတူဆိုပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုဖွင့်ပြီးနားထောင်နေတာပဲဖြစ်ဖြစ်အတူလိုက်ဆိုနေတာပဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုလို့ရှိရင်လေဒီအင်္ဂလိပ်စကားလုံးအလုံး90လုံးကိုအလွယ်တကူကြက်မှတ်ရလွယ်ကူမှာဖြစ်ပြီးတော့မှတ်မိရလဲလွယ်ကူမှာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကတင်းတွက်အသုံးဝင်မယ်ဆိုလို့ရှိရင် like လုပ်ခဲ့ပြီးတော့ဒီ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရဆိုလို့ရှိရင်စလိုက်ကြရအောင်နော်အရင်ဆုံး zoom ခရင်များပေါ့နော်ဒီ zoom ခရင်နေဒီဓာတ်တွေပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲ cutlery ပေါ့နော် cutlery လို့ခေါ်တယ်ဒီ zoom နဲ့ခရင်နေဓာတ်တွေအားလုံးပေါ့နော် cutlery 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 ဓာတ်ပေါ့နော်ဒီလိုမျိုးဒီဟင်းချက်ချင်းလှီးတဲ့ဓာတ်ပေါ့နော်ချက်ပြုတ်ရင်လှီးတဲ့ဓာတ်တွေက knife 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 ပြီးရင်ဒီခရင်ပေါ့နော်ဇွန်းနေခရင်နေပေါ့နော်ဒီခရင်ကိုဘယ်လိုခေါ်လဲ fork လို့ခေါ်တယ်ပေါ့နော်ပြောဆိုကြည့်မယ် fork 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 okay ပြီးရင်နောက်တစ်ခုကကြတော့ဇွန်းပေါ့နော်ဇွန်းကိုဘာခေါ်လဲဆိုရင် spoon လို့ခေါ်တယ်ပေါ့နော် spoon 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 okay နောက်တစ်ခုကကြတော့တူပေါ့နော်ခောက်ဆွဲတွေဒီ dim sum တွေ dumpling တွေစားမယ်ဆိုလို့ရှိရင်ဒီတူကိုဘယ်လိုခေါ်လဲဆိုရင် chopstick ပေါ့နော်တူကကြတော့နှစ်ချောင်းရှိရတဲ့ကြောင့် chopstick ကကြအများနဲ့ s ပါတယ်ပေါ့နော်လိုက်ဆိုကြည့်မယ်နော် chopsticks 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 okay နောက်တစ်ခုသွားမယ်ဖန်ကွက်ပေါ့နော်ဖန်ကွက်ဆိုရင် glass 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 okay နောက်တစ်ခုပေါ့နော်ရောက်ချိုပေါ့နော်ဒီ soup တွေပါတယ်မျိုးထည့်တယ်ဆိုလို့ရှိရင်ဒီရောက်ချိုနေပေါ့နော်ဟင်းရည်ပိုက်ထည့်လောင်းထည့်ဆိုရှင်ရောက်ချိုပေါ့တုံးတယ်ပေါ့နော်ဒီရောက်ချိုဘယ်လိုခေါ်လဲ ladle 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 okay နောက်တစ်ခုပေါ့နော်ဒီဇွန်းပြားပေါ့နော်ထိတ်ကားတဲ့ဒီဇွန်းအပြားပေါ့နော်အဲ့ဒါဘာလို့ခေါ်လဲ specular 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 လို့ခေါ်ရဲနော်ဒီထိတ်ကားဇွန်းပြားနောက်တစ်ခုကကြတော့အသားညက်ပေါ့နော်အသားတွေပဲกินတယ်ဆိုလို့ရှိရင်ညက်လေဥပမာဆိုကိုရီးယားဆိုင်နေပါတယ်မှာဆိုအသားกินတယ်ပါဆိုညက်တွေတုံးတယ်လေအသားညက်တဲ့ညက်ကဘာလို့ခေါ်လဲ tongs tongs သူကတခုတည်းကိုပဲ tongs လို့ s ထည့်ပြီးခေါ်ရနော် tongs 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 ကဲပြီးရင်နောက်တစ်ခါမှွေတဲ့အတန်ပေါ့နော်ကြက်ဥတွေပါတယ်မှွေတယ်ခလောက်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီဂျုံတွေပါတယ်ရေနဲ့လေးနယ်တယ်မှွေရမဟုတ်ဖို့ပေါ့နော်အဲ့လိုမျိုးမှွေတဲ့ဒီမှွေတဲ့အတန်ပေါ့နော်ဒီအတန်ကိုဘယ်လိုခေါ်လဲ whisk 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 အဲ့ဒါနော်ခေတန်လေးထွက်ပြီးဆိုရယ်နော်နောက်တစ်ခုကကြတော့အခွန်ခွာတာပေါ့နော်ဥပမာဆိုခါကျက်ဦးတို့ဒါမှမဟုတ်ရင်ဟိုအာလူးတို့ဒီလိုမျိုးအခွန်ခွာတဲ့ဟာလေးပေါ့နော်အဲ့ခွန်ခွာတဲ့အတန်လေးပေါ့နော်ဆက်ကလေးပေါ့အဲ့ဒါလေးကိုဘယ်လိုခေါ်လဲ peeler ပေါ့ peel ကကြတော့အခွန်ခွာတာကိုပြောတာပေါ့နော် peeler သူ့ကိုလုပ်တဲ့ဒီအတန်လေးပေါ့နော်ဆက်ကလေးကိုဘယ်လိုခေါ်လဲ peeler လို့ခေါ်တယ်ပေါ့နော် peeler 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 peeler
okay နောက်တစ်ခုသွားမယ်နော်နောက်တစ်ခုကကျတော့ချစ်တဲ့ဆက်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကြက်သွန်ချစ်တာတို့ဒါမှမဟုတ်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်နိုင်ငံသားတွေဆိုရင်ဟို salad တွေစား salad မှာဆိုတော့အပေါ်ကနေပြီးတော့ဒီ cheese လေးတွေချစ်ပြီးတော့ဖြူးလိုက်တာပေါ့နော်ဒီချစ်တဲ့ဒီချစ်ပေါ့နော်အဲ့ချစ်တန်ကိုဘယ်လိုခေါ်လဲချစ်တဲ့ဆက်ကို grater လို့ခေါ်ရနော် grater 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 နောက်တစ်ခုကကြတော့ဒီလှီးဖြတ်တဲ့အပြားပေါ့နော်ဥပမာဆိုကြက်သွန်တို့ခန်းကျင်ကြီးတို့လှီးမယ်ဆိုရှင်ဒီဟိုလှီးတဲ့ဒီသားပြားလေအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် cutting board ပေါ့နော်ဒီ cut ဆိုတာလှီးတာကိုပြောပါပေါ့နော် cutting ဆိုတာဒီလှီးဖြတ်တဲ့ဟာပေါ့နော် board ဆိုတာဒီဘုတ်ပြားပေါ့နော်အဲ့အပြားကိုခေါ်တာအဲ့ဒါကိုပြန်ပြောကြည့်မယ်နော် cutting board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  ပြီးရင်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကじゃတိုင်းတာတဲ့ခွက်ပေါ့နော်အဟိမီးပို့ကြောင်ထဲမှာဟင်းချက်ပြီးဆိုလို့ရှိရင်ရေဘယ်လောက်ထည့်မယ်တို့ဘာလို့အဲ့လိုမျိုးတိုင်းတာတဲ့ခွက်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲ measuring cup cup ကကြတော့ခွက်ကိုပြောပါတော့ measure ဆိုတာကြတော့တိုင်းတာတာပေါ့နော်အဲ့တိုင်းတာတဲ့ခွက်က measuring cup ပေါ့နော် measuring cup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  နောက်တစ်ခုကကြတော့ဒီတိုင်းတာတဲ့ဇွန်းပေါ့နော်ဒီလိုဇွန်းလေးတွေပေါ့နော်ပုံမှန်ဇွန်းနဲ့မတူဘူးဒါဆိုလို့ရှိရင်ဘာနဲ့တူမလဲပေါ့နော် teaspoon နဲ့တူမလားဒါဆိုလို့ရှိရင်ရိုးဟိုဟင်းကတ်တဲ့ဇွန်းနဲ့တူမလားအဲ့လိုမျိုးပေါ့နော်ဒီတိုင်းတာတဲ့ဒီလိုမျိုးဇွန်းလေးတွေဘယ်လိုခေါ်လဲဆိုရင် measuring spoon ပေါ့နော် measure ကခုနနဲ့တူတူပဲပေါ့နော်တိုင်းတာတာပေါ့နော် spoon ကကြတော့ဇွန်းပေါ့နော်အဲ့တော့ measuring spoon လို့ခေါ်ရပေါ့နော်ဆိုကြည့်မယ် measuring spoon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  နောက်တစ်ခုကကြတော့ဟိုဘောနော်ပကံပြားပေါ့နော်တမင်းလေးပိုင်းထည့်စားတဲ့ပကံပြားကိုဘယ်လိုခေါ်လဲ plate 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 plateကဲနောက်တစ်ခုကကြတော့ရောဆက်တဲ့ပကံလုံးပေါ့နော်ဒီဟာဥပမာဆိုရှင်မုံနေပါရေပေါ့နော်ပါမုတ်တို့ပါမုတ်ဖို့လို့မုံဂျုံသားကိုနေမယ်ဆိုလို့ရှင်အဲ့လိုမျိုးရောဆက်ဖို့ဒါမှမဟုတ်လို့ရှင်ဟိုနိုင်ငံသားတွေဆိုဆက်လက်တွေစားရမလားဒီလိုမျိုးဆက်လက်တွေစားဖို့အသီးနှံတွေပေါ့ဟင်းရွက်တွေကိုရောနေဖို့လို့အဲ့ရောနေတဲ့ရောဆက်တဲ့ပကံလုံးပေါ့နော်ဒီမှာဆိုဒီပကံလုံးကြီးအဲ့ဒါဆိုလို့ရှင်ဘာခေါ်လဲ mixing bowl ပေါ့နော် mix လုပ်တယ်ဆိုတာကြာရောဆက်ရောသမလိုက်တာပေါ့နော် bowl ကကြာပကံလုံးပေါ့နော်အဲ့တော့ mixing bowl လို့ခေါ်ရပါတော့ mixing bowl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  ကဲနောက်တစ်ခုသွားမယ်ဒါကြတော့ကြော်ရဲအိုးပေါ့နော်ကျဲဦးတွေပါကြီးကြော်ရဲဆိုရင်ဒါ frying pan ပေါ့နော် frying ဆိုတာကြော်တာပေါ့နော် pan ကကြတော့ဒီအိုးပေါ့နော်ဒီလိုမျိုးပုံစံတန်ရှိတာဟာ fry pan တခါတည်းကြရင်လည်း frying pan လို့လည်းပြောတယ် fry pan လို့လည်းပြောတယ်ပေါ့နော်အတူဒါပေမဲ့ဒီမှာတော့လေ့ကျင့်တာ frying pan နဲ့လေ့ကျင့်ကြမယ်နော် frying pan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  okay ပြီးလို့ရှိရင်နောက်တစ်ခုကဟင်းအိုးပေါ့နော်ဒီဟင်းအိုးဆိုလို့ရှိရင်ဥမာဟင်းချက်တယ်ဆိုလို့ရှိရင်အသားဟိုပေါ့နော်ဟင်းတွေပါမစင်အောင်ဒီမျိုးဆိုတော့ဇောက်နှက်တယ်ပေါ့နော်ပြီးအဲ့ဒါမျိုးဟင်းအိုးဒီလိုမျိုးဇောက်နှက်တဲ့အိုးပေါ့နော်အဲ့ဒါဘာလို့ခေါ်လဲဆို sauce pan လို့ခေါ်ရပေါ့နော်နောက်တစ်ခုဇောက်နှက်တဲ့အိုးရှိသေးရဲ့အဲ့ရဲ့ကွာခြားချက်ကလေးကိုပြပြမယ်ပေါ့နော်အရင်ဆုံးဒီ sauce pan ဆိုလို့ရှိရင်လက်ကိုင်းလေဒီလိုမျိုးလက်ကိုင်းတစ်ခုပဲပါတယ်အဲ့ဒါဆိုရင်ဒီလိုမျိုးဇောက်နှက်တဲ့လက်ကိုင်းတစ်ခုပဲပါတယ်ဆိုရင်အဲ့ဒါကို sauce pan လို့ခေါ်ရပေါ့နော်ဟင်းအိုးပေါ့နော် sauce pan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  okay နောက်တစ်ခုသွားကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါအိုးကပို့ပြီးကြီးသွားဇောက်နှက်တယ်အိုးကပို့ပြီးကြီးသွားတယ်ဒါပေမဲ့လက်ကိုင်းကနှစ်ခုပေါ့နော်အဲ့ဒါကိုအိုးကြီးလို့ခေါ်တယ်ဥပမာနိုင်ငံခြားသားအီတလီရတို့ပါတော့အဲ့လိုမျိုးနိုင်ငံခြားသားတွေဆိုပါစတာတို့ပါတော့ချက်ပြီးဆိုရင်ဒီလိုမျိုးဟိုအိုးကြီးနဲ့ဒီလိုမျိုးချက်တယ်ပေါ့လက်ကိုင်းနှစ်ခုနဲ့ပေါ့နော်အဲ့လိုမျိုးမအရာတွေပါလွယ်တဲ့အိုးပေါ့နော်အိုးကြီးပေါ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် stock pot လို့ခေါ်ရပါတော့ stock pot stock pot stock pot
stock pot stock pot stock pot okay နောက်တစ်ခုပေါ့နော်မီးဖို့ပေါ့နော်ဒီ fry pan ဒီ frying pan တို့ဒီ sauce pan တို့ဒါမှမဟုတ်လို့ရှင် stock pot တို့ပေါ့နော်ဒီဟာတွေကိုတဲတဲ့ပေါ့နော်ဟိုဗာလဲမီးပူပေးတာမီးဖို့ပေါ့နော်အဲ့မီးဖို့ဘယ်လိုခေါ်လဲ stove 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 okay နောက်တစ်ခုသွားကြည့်မယ်เนาะနောက်တစ်ခုကကျတော့ခါးစီးပေါ့เนาะဥပမာဆိုလို့ရှိရင်ဒီစပူမူးတွေဆိုလို့ရှိရင်အင်းကြီးပိုင်းမပေးအောင်လေဒီလဲဘင်းမှာဒီလိုမျိုးလေးဆွတ်ထားပြီးတော့ခါးမှာပတ်ထားလိုက်တယ်ပေါ့เนาะအဲ့ဒီလိုခါးစီးအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် apron လို့ခေါ်တယ်เนาะ apron 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 okay နောက်တစ်ခုကじゃထမင်းအိုးပေါ့เนาะဒီမှာဆိုလို့ရှိရင်ကိုရီထမင်းချက်တဲ့အိုးပေါ့เนาะအဲ့ဒါကိုဘာလို့ခေါ်လဲ rice cooker ပေါ့เนาะ rice ကကြတော့ထမင်းကိုပြောတာပေါ့เนาะ cooker ကကြတော့ချက်တာပေါ့เนาะအဲ့ထမင်းချက်တဲ့အိုးဒီလိုမျိုးထမင်းပေါင်းအိုးလို့ဘာလို့အဲ့လိုမျိုးခေါ်ကြရလဲအဲ့ဒါကို rice cooker လို့ခေါ်ရပေါ့เนาะ rice cooker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  okay နောက်တစ်ခုကကြတော့ပေါ့နော်မုတ်ဖုတ်တဲ့မီးဖို့ပေါ့နော်ဟိုနိုင်ငံသားသားဆိုရှင်ဒီ basic တို့ဘာလို့အဲ့လိုမျိုးဖုတ်တာပေါ့နော်မုတ်တွေဘာတွေဖုတ်တယ်အဲ့ဒါဒီလိုမျိုးဟာကိုဘယ်လိုခေါ်လဲဆို oven လို့ခေါ်ပါတော့ oven လို့မဖတ်ဘူးနော် oven လို့ဖတ်တယ် oven 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 လူမျိုး oven ထဲမှာဆိုရှင်ထည့်တာလေဟိုဗာလေဒီဘန်းပြားထည့်လို့ရတယ်ဒါမှမဟုတ်ရှင်ဖန်ထည့်လို့ရတယ်ပေါ့နော်ဒီမှာတော့ तू ကဖန်ထည့်ပြီးတော့မုတ်လုံနေရပါပေါ့နော်အကယ်၍ biscuit တို့ cookies တို့အဲ့လိုမျိုးဒါမှမဟုတ်ရှင်ပါမုတ်တွေအဲ့လိုမျိုးဟို toast လုပ်မယ်တို့ oven နဲ့ထည့်မယ်ဆိုလို့ရှိရင် तू ကဘာသုံးလဲဆိုမုတ်ဖုတ်တဲ့ဘန်းသုံးတယ်ပေါ့နော်ဒီလိုမျိုးမုတ်ဖုတ်တဲ့ဘန်းကြီးပေါ့နော်အဲ့လိုမျိုးသုံးတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် baking tray လို့ခေါ်တယ်ပေါ့နော် bake လုပ်တာဆိုတာကြတော့လေမုတ်ဖုတ်တာကိုပြောတာပေါ့နော်tray ကကြတော့ဘန်းကိုပြောတာပေါ့နော်ကဲလိုက်ဆိုကြည့်မယ်နော် baking tray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  okay ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် baking tray ကို oven နဲ့ထည့်လိုက်ပြီးဆိုရင်ပူသွားပြီဆိုရှင်သူတို့ BT tray ပေါ့နော်ဒီမုတ်ဖုတ်တဲ့ဘန်းကိုထုတ်ဖို့လို့အတွက်ဘာသုံးလဲဆိုလို့ရှိရင်ဟိုမီးဖို့ကြောင်သုံးဒီလိုမျိုးလက်အိတ်ပေါ့နော်ဒီလိုမျိုးသုံးတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်အပူခံအောင်ပေါ့ဒီကတော့လေပူနေတဲ့ဟာတွေကင်လို့ရအောင်တန်းပြီးတော့လေအဲ့ဒါကိုဘာလို့ခေါ်လဲဆို oven mitt လို့ခေါ်တယ်ပေါ့နော် oven ကကြတော့ဟိုမုတ်ဖုတ်တဲ့ဟိုပေါ့နော်မီးဖို့ပေါ့နော်အဲ့ mitt ဆိုတာကြဒီလက်အိတ်ကလေးကိုပြောတာပေါ့နော်ဒီမှာကြတော့ထူထူထဲထဲလေးကိုလည်းလက်မလောင်ပေါ့နော်အဲ့လိုမျိုးလာမီးဖို့ကြောင်သုံးလက်အိတ်ပေါ့နော်အဲ့ဒါလေးကိုဆိုကြည့်မယ် oven mitt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  okay နောက်တစ်ခုကကြတော့မုံလှိမ့်တဲ့ပေါ့နော်ဒလိမ့်တန်ပေါ့နော်လှိမ့်တန်ပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် rolling pin roll လုပ်တယ်ဆိုတာကြတော့လှိမ့်တာကိုပြောတာပေါ့နော် pin ကကြတော့အတန်ပေါ့နော် rolling pin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  okay ပြီးလို့ရှိရင်လည်းနိုးစီဘူးတို့ဘာလို့ဖောက်တာပေါ့နော်ဒီဘူးဖွင့်တဲ့အတန်ပေါ့နော်ဒီလိုမျိုးအတန်ဟိုဘာလို့ခေါ်လဲဆိုရင် can opener can ကကြတော့ဒီနိုးစီဘူးတွေဘာတွေပေါ့နော်အဲ့လိုမျိုးအဲ့ဘူးကို can လို့ခေါ်တယ်ပေါ့နော်ပြီး open ကကြဖွင့်တာပေါ့နော် open တာပေါ့နော်ဖွင့်တဲ့အတန်ပေါ့နော်အဲ့ဒါပြန်ဆိုကြည့်မယ်နော်လိုက်ဆိုကြည့်ပါ can opener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  okay နောက်တစ်ခုသွားကြည့်မယ်ပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ဒီပလင်းပေါ့နော်ပလင်းရဲ့ဒီအဖုံဒီလိုမျိုးအဖုံမျိုးဖွင့်တဲ့အတန်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဟိုပါပေါ့နော်ရင်တော့ Pepsi ပလင်းတို့ဒါမှမဟုတ်လို့ရှိရင် Max ပလင်းတို့အဲ့လိုမျိုးပလင်းတွေဖွင့်တဲ့အတန်ပေါ့နော်ပလင်းဖွင့်တဲ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် bottle opener ပေါ့နော် bottle ဆိုတာဒီလိုမျိုးပလင်းကိုခေါ်တာပေါ့နော် opener ဆိုတာဖွင့်တာပေါ့ open ကဖွင့်တာပေါ့နော် bottle opener bottle opener
bottle opener 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 okay နောက်တစ်ခုอ่ะပေါ့နော်ဝိုင်ပလင်းတွေပါတယ်ဖွင့်တာဝိုင်ပလင်းတွေပါတယ်ကြာလို့ရှိရင် तू อ่ะလေဒီလိုအတန်လေးဝိုင်ဖွင့်တဲ့အတန်နဲ့ဖွင့်ရဝိုင်ပလင်းဖွင့်တဲ့အတန်နဲ့ဖွင့်ရတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် corkscrew 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 เนาะအဲ့ဒါလေးခေါ်တယ်ပြီးနောက်တစ်ခုကကြတော့ကက်ကြီးမိဖို့ကြောင့်မတုံးတဲ့ကက်ကြီးပေါ့နော်ကက်ကြီးဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့အသေးဆိုင်ပေါ့နော်ကြီးရည်လည်းရှိရပေါ့နော်အားလုံးကိုဘယ်လိုခေါ်လဲဆိုရင် kitchen scissors လို့ခေါ်ရပေါ့နော် kitchen ကကြတော့မိဖို့ကြောင့်ပေါ့နော် scissor ကကြတော့ကက်ကြီးပေါ့နော်အဲ့တော့လိုက်ဆိုကြည့်ပါ kitchen scissors scissors မှာ s ပါတယ်เนาะ scissor ကအများနဲ့ s နဲ့ပဲစုံပြီးပေါင်းတယ်ပေါ့နော်နောက်ဆုံးပေါင်းမယ်အဲ့လိုမျိုး kitchen scissors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  okay နောက်တစ်ခုကကြတော့ရေစစ်ပေါ့နော်ရေစစ်ဆိုဥမာဆိုလို့ရှိရင်နိုင်ငံသားတွေဆိုရှင်ဒီမျိုး pasta တို့ဒီမျိုးလေး spaghetti တို့လုပ်ချင်တယ်ဆိုရင်သူကလေဒီစပါဂက်တီတို့ကိုရေထဲမှာစေလိုက်တယ်ပေါ့နော်ဒါရေစစ်ဒီရေစစ်ကလေထူးခြားချက်ကလေးကိုပြပြမယ်ပေါ့နော်သူအခေါ်ဝေါ်လေးနောက်ထပ်စင်တူတစ်ခုရှိလို့ပေါ့နော်ဒီရေစစ်ဒီဟာဆိုလို့ရှိရင် strainer လို့ခေါ် strainer ဆိုဒီလိုပုံစံမျိုးပေါ့နော်သူကကြတော့ဒီလိုမျိုး bowl လိုမျိုးပေါ့နော်ပကံလုံးလိုပုံစံမျိုးဒါပေမဲ့တစ်ခုလုံးကစကားတွေအပြည့်နဲ့ပေါ့နော်အဓိကရေစစ်ချင်တာပေါ့နော်ဒါကိုဒီလိုမျိုးပုံစံကိုဘာလို့ခေါ်လဲဆိုရင် strainer လို့ခေါ်တယ်ပေါ့နော် strainer 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 okay နောက်တစ်ခုပေါ့နော်ဒီလိုမျိုးပဲ तू ကလည်းရေစစ်တာပဲပေါ့ဒါပေမဲ့ကြတော့လေ तू ကကြတော့ဘယ်လိုလဲဆိုတာပကံလုံးပုံစံပေါ့နော် तू ကပကံလုံးပုံစံတစ်ခုလုံးမှာစကားတွေနဲ့ပြည်နေတာမဟုတ်ဘူးအပေါက်တွေနဲ့ပြည်နေတာမဟုတ်ဘူးပေါ့နော် तू ကကြဘေးမှာနည်းနည်းအပေါက်ကြီးကြီးလေးတွေပါမယ်ဒါမှမဟုတ်လို့ရှိရင်အောက်ခြေမှာအပေါက်ကြီးကြီးလေးပါမယ်အဓိကတော့ तू ကလည်းရေစစ်ချင်တာရေဆေးချင်တာပဲပေါ့နော်ဒါကိုရေစစ်ခွက်ပေါ့နော် तू ကကြခွက်ဆိုတဲ့အတွက်ကြောင့် तू ဘာလို့ခေါ်လဲဆိုရင် colander လို့ခေါ်တယ်ဒီလိုမျိုးပုံစံဆိုရင် colander လို့ခေါ်တယ်အခုနပေါ့နော်ဒီလိုမျိုးဟာဒီလိုရေစစ်ဆိုလို့ရှိရင် strainer လို့ခေါ်တယ်ပေါ့နော်ကဲအခု colander လေးကိုလိုက်ဆိုကြည့်မယ်နော် colander 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 okay ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကြက်သွန်ပြူညှက်ဆက်ပေါ့နော်ကြက်သွန်ပြူညှက်ဆက်ကကြတော့ဥမာကြက်သွန်ပြူခွာပြီးတော့လေကိုကနေပြီးဒီအထဲပေါ့နော်ထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီဂျာလေးနဲ့ညှစ်ချလိုက်တယ်ဆိုရင်သူက garlic paste ပေါ့နော်ဒီကြက်သွန်ပြူဟိုအနှစ်ကလေးထွက်လာတာပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကြက်သွန်ပြူsorry garlic press လို့ခေါ်တယ်ပေါ့နော် garlic ဆိုတာကြတော့ကြက်သွန်ပြူပြောတာပေါ့နော် press ကကြတော့ဖိတာသူကဘာဖြစ်လို့ဆိုဖိချလိုက်တာကြက်သွန်ပြူလေးကိုဖိချပြီးတော့အနှစ်ထွက်အောင်လုပ်တာမို့လို့ပေါ့နော်အဲဒါကြောင့်မလို့ garlic press လို့ခေါ်တယ်လိုက်ဆိုကြည့်မယ်နော် garlic pressed garlic pressed garlic press garlic press garlic press ပေါ့နော်ဒီနောက်တစ်ခုကကြတော့ရောစက်ပေါ့နော်ရောစက်ဆိုအသီးနှံဖြောအခုမှ liquid တွေပါရေပေါ့နော်ဒီလိုမျိုးအသီးနှံတွေပါရောပြီးဖြောတာကိုဘာလို့ခေါ်လဲဆိုရင် blender လို့ခေါ်နော် blender 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 okay နောက်တစ်ခုကကြတော့လေစုံတဲ့ကြပွေပေါ့နော်စုံတဲ့ကြပွေကိုဘယ်လိုခေါ်လဲဆိုရင် mortar and pestle ပေါ့နော် mortar ဆိုတာကြတော့စုံကိုခေါ်တာပေါ့နော် pestle ကကြတော့ဒီကြပွေကိုခေါ်တာပေါ့နော်ကြည့်လိုက်ဆိုကြည့်အောင်နော် mortar and pestle 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 okay နောက်တစ်ခုသွားကြည့်မယ်နော်နောက်တစ်ခုကမီးသွေးပေါ့နော်မီးသွေးက charcoal 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 charcoal
ကဲနောက်တစ်ခုသွားကြည့်မယ်နော်နောက်တစ်ခါကျတော့ဖြော်ရည်ဆက်ပေါ့နော်ဖြော်ရည်ဆက်ကဥမာဆိုရှင်လိမ္မော်ဒီတွေပါတယ်ဆိုလို့ရှိရင်လေသူကအဲ့လိုမျိုးထက်ချမ်းခွဲပြီးတော့ဒီလိုမျိုးထဲမှာလှိမ့်လိုက်တာပေါ့နော်ဒီပေါ်မှာတင်ပြီးတော့လူလေးလှိမ့်လိုက်ရင်ဒီလိမ္မော်ရည်တွေပါတယ်ထွက်လာတာပေါ့နော်အဲ့ဒါဖြော်ရည်ဆက်ပေါ့နော်သူ့ juicer လို့ခေါ်တယ် juice ကကျတော့ဖြော်ရည်ကိုပြောတာပေါ့နော်အဲ့ဖြော်ရည်ကိုဖြော်တဲ့ဆက်ကို juicer လို့ခေါ်တယ်ပေါ့နော် juicer 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 okay နောက်တစ်ခုသွားမယ်ပေါ့နော် coffee ဖြော်တဲ့ဆက်ကကြတော့ဘယ်လိုခေါ်လဲဆိုရင် coffee maker ပေါ့နော်coffee ကကြတော့ coffee ပဲ maker ကကြတော့လုပ်ပေးတာပေါ့နော် make ကကြတော့ပြုလုပ်ပေးတာပေါ့နော်ဖန်တီးပေးတာပေါ့အဲ့ဒါ coffee maker လို့ခေါ်ရပေါ့နော် coffee maker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  okay နောက်တစ်ခုကကြတော့လက်ဖက်ရည်အိုးပေါ့နော်လက်ဖက်ရည်အိုးကကြတော့ဒီလိုမျိုးပေါ့နော်tea kettle လို့ခေါ်ရပါလက်ဖက်ရည်ခရားပေါ့နော်ပြောချင်တာတော့ tea ကကြတော့လက်ဖက်ရည်ပေါ့နော် kettle ကကြတော့ဒီလိုမျိုးခရားဒီလိုမျိုးအိုးလေးပေါ့နော်အဲ့ဒါကို tea kettle လို့ခေါ်တယ် tea kettle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  နောက်တစ်ခုပေါ့နော်အပူချိန်တိုင်းတဲ့ကရိယာပေါ့နော်အခုမှဆိုလို့ရှိရင် coffee ပဲဖြောမယ်ဆိုလို့ရှိရင် no ဘလောက်အပူချိန်မှာ coffee ထဲလောင်းထည့်တာတွေပဲအဲ့လိုမျိုးပဲရှိရပေါ့နော်အဲ့ဒါဆိုအပူချိန်တိုင်းကျင်တယ်ဆိုရင်ဒီလိုမျိုးလေးဟာနဲ့သုံးတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် food thermometer ပေါ့နော်food ကကြတော့အစားပေါ့နော် thermometer ကြတော့အပူချိန်တိုင်းတဲ့ကရိယာပေါ့နော်အကယ်၍လူတွေပါတယ်ဖြားတယ်ပေါ့နော်ပေါ့နော်အဲ့ဆိုလို့ရှိရင်လည်း thermometer နဲ့ပဲတိုင်းတာပဲပေါ့နော်အဲ့ဒါလည်းတူတူပဲပေါ့နော်ဒါပေမဲ့ဒါကကြတော့အစားတောက်တွေမှာသုံးလဲဆိုတော့ကြောင့်မလို့ဒါ food thermometer ဆိုပြီးတော့ခေါ်လိုက်တယ်ပေါ့နော် food thermometer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  okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကကျတော့ ice cream ခေါ်တဲ့ဇွန်းပေါ့နော် ice cream ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးနက်နက်လေးဒါအဲ့လိုမျိုးဇွန်းလေးနဲ့ခေါ်တယ်အဲ့ဒါမှာခုံလေးအလုံးလေး ice cream ကုန်းလေးဖြစ်တာပေါ့နော်အဲ့ဒီ ice cream ခေါ်တဲ့ဒီလိုဇွန်းကိုဘာလို့ခေါ်လဲဆိုရင် ice cream scoop လို့ခေါ်တယ်ပေါ့နော် scoop ကကျတော့မျိုးကုတ်ထည့်လိုက်တာပေါ့နော် scoop လုပ်လိုက်တယ်ဆိုတာအဲ့လိုမျိုးကျုံပြီးထည့်လိုက်တာအဲ့ဒါမျိုး ice cream scoop ပေါ့နော် ice cream ခေါ်တဲ့ဇွန်းပေါ့နော် ice cream scoop 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 နောက်တစ်ခုသွားကြည့်မယ်နော်နောက်တစ်ခုကကြတော့ပီဇာဖြတ်ဆက်ပေါ့နော်လူမျိုးပီဇာတွေပိုင်းမှာဆိုလို့ရှိရင်ဟိုပေါ့နော်ဒီဟာကိုအစိတ်မွားအဲ့လိုမျိုးအစိတ်မွားမဟုတ်ဘူးเนาะ10ပိုင်းဆို10ပိုင်းပေါ့เนาะ6ပိုင်းဆို6ပိုင်း4ပိုင်းဆို4ပိုင်းပေါ့เนาะအဲ့လိုမျိုးလီးတယ်ဒီဆက်ကလေးပေါ့เนาะအဲ့ဒါလေးကိုပီဇာဖြတ်ဆက်လို့ခေါ်တယ်ပေါ့เนาะအဲ့ဒါကပီဇာ cutter ပေါ့เนาะ cutter က cut လုပ်တယ်ဆိုတာဖြတ်တာကိုပြောတာပေါ့เนาะအဲ့ဒါပီဇာပဲပေါ့เนาะပီဇာဖြတ်တဲ့ဆက်ကပီဇာ cutter ပေါ့เนาะလိုက်ဆိုကြည့်မယ် pizza cutter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  okay နောက်တစ်ခုပေါ့နော်နောက်ကကျတော့ဟင်းရည်ထဲတဲ့ဇွန်းကြီးပေါ့နော်ဟင်းရည်ထဲတဲ့ဇွန်းကြီးကိုကျတော့ soup ladle လို့ခေါ်တယ် soup ကကျတော့ဟင်းရည်ပေါ့နော် ladle ကကျတော့ဇွန်းကြီးပေါ့နော်အခုနပထမတော့ကလည်း ladle ဆိုတော့တည်ထားပါတော့ရောက်ချိုပေါ့နော်ဒီရောက်ချိုနဲ့ soup ladle နဲ့ဘာကွာလဲဆိုတော့ soup ladle ကပို့ပြီးတော့ကြီးတယ်ဇောင်းနှက်တယ်ပေါ့နော်ဒါမှအရင်များခေါ်လို့ရမှာအဲ့ဒါကို soup ladle လို့ခေါ်တယ်ပေါ့နော် soup ladle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  ကဲဆိုနောက်တစ်ခုသွားကြည့်မယ်နော်နောက်ကကြတော့မုတ်ပေါ်ကိုစီစွတ်တာဥမာဆိုလို့ရှိရင်ကိုကပါမုတ်တွေပါဖို့ပေါ့နော်မုတ်သားနယ်ထားပြီးွားကြီးစီစွတ်တာတို့ဒါမှမဟုတ်လို့ရှိရင်ကျဲဥအကာလေးစွတ်ထားတာလို့အဲ့လိုမျိုးစီစွတ်တဲ့ဒီ brush ဒီအတန်ပေါ့နော်စွတ်တဲ့အတန်ကိုဘာလို့ခေါ်လဲဆိုရင် pastry brush လို့ခေါ်တာပေါ့နော် pastry ဆိုတာကြတော့ဒီဂျုံနဲ့ပတ်သက်တဲ့ဟာနယ်ထားရင်ဒါမုတ်ပေါ့နော်အဲ့ဒါကို pastry လို့ခေါ်တယ် brush ကကြတော့ဒီမျိုးပေါ့နော် brush လုပ်တဲ့စွတ်တန်ပေါ့နော်အဲ့ဒါကို pastry brush လို့ခေါ်တယ်လိုက်ဆိုကြည့်မယ်နော် pastry brush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  ကဲနောက်တစ်ခုဆိုနောက်တစ်ခုကြာမယ်နော်
နောက်တစ်ခါကျတော့စီးစစ်ပြီးခေါ်တဲ့ zone ပေါ့နော်ဒီမှာဆိုလို့ရှိရင်zone ဒီမျိုးစကားပေါက်ကြီးကြီးတွေနဲ့လေကြော်ခေါ်တဲ့ zone တရားကိုပြောတာပေါ့နော်ဥပမာဆိုရှင်ကြက်သားတို့ဘာလို့လေ deep fry လုပ်တယ်ပေါ့ deep fry ဆိုတာစီးနှစ်ပြီးကြော်တာပေါ့နော်ဒါမှမဟုတ်လို့ရှင် french fry ပေါ့နော်အာလူးချောင်းကြော်တို့စီးနှစ်ပြီးကြော်တယ်ပြီးလို့ရှင်ဆယ်တဲ့ခါကြလို့ရှင်သူတို့တွေကြီးပဲပါပြီးစီစစ်ထားလို့ရအောင်ပေါ့နော်ဒီမျိုးစကားပေါက်ကြီးကြီးနဲ့ zone ပေါ့အဲ့ဒါကိုစီးစွပြီးခေါ်တဲ့ zone အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် skimmer လို့ခေါ်တာပေါ့နော်skimmer skimmer 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 okay နောက်တစ်ခုသွားကြည့်မယ်ပေါ့နော်နောက်တစ်ခုကကြာအသားနူးစေတဲ့ပစ္စည်းဥပမာဆိုဒီအလေးတန်ပေါ့နော်အဲ့ဟာကိုပြောပါတော့တခါတလေကြားလို့ရှိရင်ကိုကလေစက်သားတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးနူးကျင်တယ်ဆိုရင်စားလေးပါလေးနဲ့အဲ့လိုမျိုးနူးကျင်တယ်ဆိုဒီအလေးတုံးနဲ့ပေါ့နော်ထုလိုက်တယ်ဒီမှာဆိုထုထားရင်အရာတွေထွက်တယ်ပေါ့နော်ပြီးတော့မှကိုထဲ့ကျင်တယ်ပေါ့နော်စားတို့ငရုတ်ကောင်းတို့အဲ့လိုမျိုးလေးနဲ့နှက်ထားရင်အသားကနူးနေတာပေါ့နော်ဒီဟာကိုဘယ်လိုခေါ်လဲဆိုရင် meat tenderizer လို့ခေါ်တယ် meat tenderizer meat ကကြတော့အသားကိုခေါ်ပါတော့ tenderizer ဆိုတာနူးစေတဲ့ပစ္စည်းပေါ့နော်တကယ်တော့ဒီတန်ကိုပြောချင်တာပေါ့နော် meat tenderizer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  okay နောက်တစ်ခုကကြတော့မုတ်လိတ်တဲ့ဖြာပေါ့ဥပမာဆိုလို့ရှိရင်ဟို kimbap တို့ဘာလို့ပေါ့နော်ဒီ sushi kimbap ပေါ့နော် kimbap တို့ဘာလို့ဒီရင်းနှီးပေါ်မှာထမင်းနဲ့အဲ့လိုမျိုးလိမ့်မယ်ဆိုဒီဖြာဝါးဖြာလေးပေါ့နော်အဲ့ဒါကိုမုတ်လိတ်တဲ့ဖြာတော့ဘယ်လိုခေါ်လဲဆိုရင် rolling mat လို့ခေါ် mat လို့ခေါ်ပေါ့နော် rolling ကကြတော့လှိမ့်တာပေါ့နော် mat ကကြတော့ဖြာကိုပြောချင်တာပေါ့နော်ဒီဟာလေးကိုပြောတာပေါ့နော် rolling matသူက MAT ပေါ့နော် MAP ဆိုလို့ရှိရင်မြေပုံဖြစ်သွားတယ်ဒါကြ MAT နဲ့ပေါ့နော် T နဲ့စာထက် mat ပေါ့နော်အဲ့လိုမျိုးဆိုကြည့်မယ်နော် rolling mat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  okay နောက်တစ်ခုကကြတော့ကတော့ပေါ့နော်ဒီမှာဆိုတစ်ခုခုစစ်ဖို့ဆိုရင်ကတော့အဲ့ဒီဟာကိုဘာလို့ခေါ်လဲဆိုရင် funnel လို့ခေါ်တယ်ပေါ့နော် funnel 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 ပေါ့နော်ကဲနောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကမိဖို့ကြောင့်သုံးချိန်ဆက်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဟင်းနေပါချက်ပြီးဆိုဘယ်ဟာကိုဘလောက် gram လေးထည့်လိုက်ပါဘလောက် gram လေးထည့်ပါဆိုကိုကချိန်ကျင်တယ်ပေါ့နော်အားဆိုလို့ရှိရင်ဒီဟာလေးပေါ့နော်မိဖို့ကြောင့်မှာချိန်နဲ့ချိန်ဆက်ပေါ့နော် kitchen scale ပေါ့နော်kitchen ကကြာမိဖို့ကြောင့်သုံးပေါ့နော် scale ကကြာတော့ချိန်ဆက်ပေါ့ okay weight တွေပါချိန်မယ်ဆိုလို့ရှိရင်လည်း weight scale လို့ခေါ်တယ်တော့ကြာတော့လူတကူလုံးရဲ့ weight ကိုချိန်တာဆိုတော့ဒီ scale ကပုတ်ပြပို့ပြီးကြီးသွားတယ်ပေါ့နော်ဒါကကြာမိဖို့ကြောင့်မှာသုံးတာမို့လို့ kitchen scale ပို့ပြီးတော့လည်းသေးတယ်ပေါ့နော် slide ဆိုကြည့်မယ်နော် kitchen scale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 ကဲအခုဆိုလို့ရှိရင်เนาะဒီမိဖို့ကြောင့်သုံးပစ္စည်း50ပစ္စည်းအမျိုးအစား50ရဲ့အင်္ဂလိပ်ဝါဟာရတွေအကုန်လုံးကိုလေ့လာပြီးဖြစ်တယ်ပေါ့เนาะကဲဒီဗီဒီယိုလေးကတင်းတွက်သုံးဝင်မယ်ဆိုလို့ရှိရင် like လုပ်ခဲ့ပြီးတော့ဒီ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါပေါ့เนาะနောက်ထပ်အင်္ဂလိပ်သင်တန်းစာတွေအတွက်ကိုလည်းကျမရဲ့ channel ကိုလေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောပြီးတော့ဒီနေ့အတွက်တော့ဒီမှာပဲရပ်နာပြရစီပေါ့เนาะအားလုံးပဲကျေးဇူးတင်တယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ပေါ့เนาะအားလုံးပဲ bye bye